အားလုံးပဲစနေရပရိသတ်ကြီးဒီနေ့ကျွန်တော်တကွက်ကောင်းတော့မရွေးတော့ဘူးပွဲအစဆိုတော့တခါတည်းမှတ်ထားပြီနော်ရှောက်ခွန်ရှောက်နဲ့ပတ်သက်တဲ့ရှောက်ခွန်ရှောက်3 60 6နဲ့ပတ်သက်တဲ့ဟာက6ခွန်6 3 6ရှောက်4နဲ့ပတ်သက်တဲ့ဟာ4ခွန်4 3 40အခွေကိုကြိုက်တဲ့သူကတော့ရှောက်3 35ခွန်ခွေဘူးအပူထဲမှာတွေ့တာဆိုလို့ရှိရင်3ညဘူး5ဘူး3ညဘူး5ဘူးဆက်အရာမူရဆိုလို့ရှိရင်3ညဘူး5ဘူးအခွေကြိုက်သူတွေကရှောက်3 35ခွန်ခွေဘူးရှောက်နဲ့ပတ်သက်လို့ရှိရင်ရှောက်ခွန်ရှောက်3 60 6နဲ့ပတ်သက်ရင်6ခွန်6 3 6ရှောက်4နဲ့ပတ်သက်ရင်4ခွန်4 3 40တကွက်ကောင်းတော့မထုတ်တော့ဘူးအဲ့တော့ပွဲအစဖြစ်နေလို့တုံညာအားကောင်းပါတယ်တုံညာအားအရန်ကောင်းတယ်တုံညာအားအရန်ကောင်းပါတယ်ရှောက်နဲ့ပတ်သက်ရင်ရှောက်ခွန်ရှောက်3 60 6နဲ့ပတ်သက်ရင်6ခွန်6 3 6ရှောက်4နဲ့ပတ်သက်ရင်4ခွန်4 3 40တနေ့ကုန်စကားပါနော်မနေ့ကင်းပိုင်းမထွက်ဘူးဆိုလို့ရှိရင်ညနေကင်းပိုင်းမနေ့ကင်းပိုင်း50ဘူးထိုးရဆိုလို့ရှိရင်ညနေကင်းပိုင်းကို100ဘူးထိုးလိုက်ကွက်တိပဲနော်ဝင်လိုက်မယ်အဲ့တော့အခွေကြိုက်သူတွေကရှောက်3 35ခွန်ရှောက်3 35ခွန်ခွေဘူးအပူထဲမှာတီးတန့်ရွေးပြီးစကားကျင်တယ်ဆိုလို့ရှိရင်3ညဘူး5ဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်အလုပ်ကလေးရှိလို့နော်ဒီလောက်ပဲ